ဖောဖများလုံးမင်္ဂလာပါကလုတ်ကနာကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်လဘောပြည့်တဲ့တွေအတွက်ကတော့ဒီညနေကတော့ကျွန်တော်တို့တော်တော်လေးမှပျော်ရွှင်စရာကောင်းတဲ့ကျွန်တော်တို့ညနေခင်းလေးကိုကျွန်တော်တစ်ပြက်ကိုပိုင်ဆိုင်သွားမဲ့အနေထားမျိုးပါအထူးသဖြင့်ကျွန်တော်လဘောတဲ့ကျွန်တော်တောက်လျှောက်လိုက်နေတဲ့တောင်မကစားမဖြစ်တဲ့ဘာကူလာတော့လဘောတဲ့နဲ့ Here we go သွားပါပြီဒီဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကိုညီကိုလေးနဲ့ like and subscribe လုပ်ကြသေးရင်လိုက်ရင် subscribe လုပ်ပြီးကျွန်တော်ကိုကူညီပေးသွားလို့ရပါတယ်ဒီပေါင်းစင်းရဲ့ကျွန်တော်တောက်လျှောက်တောင်မှာဖြည့်သွင်းမှုကစားသမားဖြစ်တဲ့ Braco Bagola ကတော့လပေါင်းတင်းနဲ့ကျွန်တော်တို့အပြောင်းအရွှေ့ကိုတော့ကျွန်တော်တို့ဘယ်လိုပြောမလဲအဆင်ပြေချောမွေ့စွာတဲ့အခြေအနေမျိုးမဟုတ်ခဲ့ပေမဲ့လည်းနောက်ဆုံးတော့ကျွန်တော်တို့လပေါင်းတင်းကိုပဲကျွန်တော်တို့ customer window မပိတ်ခင်မှာပဲကျွန်တော်တရားဝင်ရောက်ရှိလို့လာတော့မှာဖြစ်ပါတယ် Proficiency Romano တို့ကျွန်တော်တို့တော်တော်များတက်တက်လေးတို့ကိုပြီးတော့ကျွန်တော်တို့ဘယ်လိုပြောမလဲတဆန်းတို့ရဲ့ပေါ်ပြချက်တွေရောတော်တော်များများတဲ့တင်တွေပေါ်ပြလာတဲ့အနေထားမျိုးမှာဆိုရင်တော့ကျွန်တော်မကြခင်မှာပဲပေါင်းတင်နေနဲ့ကျွန်တော်တို့ကစားသမားနဲ့ကျွန်တော်တို့တရားဝင်ကျင်ညာတော့မဲ့အဆင့်ကိုတော့မှရောက်ရှိလို့လာမယ်ဆိုပြီးတော့ပေါ်ပြထားတယ်PSGနဲ့ကျွန်တော်တို့ပေါင်းတင်တို့ရဲ့တင်ကြားဆွေးနွေးမှုနောက်မှာတော့ကျွန်တော်ဘောက်ကိုလောက်ကိုတော့ကျွန်တော်တရားဝင်ခေါ်ယူခွင့်ရတော့မဲ့အခြေအနေမျိုးဖြစ်ပါတယ်လောလောဆယ်မှာတော့ကျွန်တော်ဈေးနှုန်းအဖြစ်ကတော့ဘယ်လိုပြောမလဲကြီးတဲ့အနေထားမျိုးမှာတော့ရှိတယ်ဒါမှမဟုတ်ဘောက်တင်နဲ့ကစားသမားရဲ့အတိုက်အရွယ်ပိုင်းနဲ့ပြီးရင်သူ့ရဲ့ကျွန်တော်တို့တောင်ပန်ကျွန်တော်နှစ်ဖက်စလုံးမှာကစားနိုင်တဲ့အနေအထားမျိုးအတွက်ကြောင့်ကျွန်တော်တန်140အထိလောက်တုံးသွားလောက်ခဲ့တဲ့အနေအထားမျိုးပါဒါမှလည်းကျွန်တော်တို့အနေနဲ့လောလောဆယ်မှာတော့ကျွန်တော်တရားဝင်ပေးချေရမယ်ပေါင်တန်100ကိုတော့တရားဝင်ပေးချေရပြီးတော့မှကျွန်တော်အပူထက်ဆောင်ကြီးတန်40ကိုတော့ထပ်ပြီးတော့ပေးရမယ်အနေအထားမျိုးပါကျွန်တော်မကြခင်ချိန်တွင်းမှာပဲဘာကိုလာတယောက်တော့ကျွန်တော်လပေါတင်းနဲ့ကျွန်တော်စာချုပ်ချုပ်ဆိုတော့မဲ့အနေအထားမျိုးမှာရှိပြီးတော့လပေါတင်းနဲ့ကျွန်တော် PSG တင်းတို့ရဲ့စာချုပ်စာတမ်းကိစ္စတွေကိုတော့ဒီ24နာရီအတွင်းပြီးဆောင်ရွက်မှာဖြစ်ပြီးတော့ကျွန်တော်ပြင်းပြလေးရဲ့ကျွန်တော်တို့ဒုတိယပွဲစဉ်မှာတော့ကျွန်တော်တို့အနေနဲ့ဘာကိုလောက်တော့တခါတည်းမှာကျွန်တော်တို့လပေါတဲ့ကျွန်တော်အိမ်ဝင်းပွဲစဉ်မှာတခါတည်းကျွန်တော်ကြီးညာသွားမဲ့အခြေအနေမျိုးမှာရှိတယ်ဆိုပြီးတော့ဖော်ပြလာတယ်တကယ်လို့လားကျွန်တော်စနေနေ့မှာလပေါတဲ့ရဲ့အစောဆုံးပွဲစဉ်ဖြစ်တဲ့6နိုင်ပွဲစဉ်မှာတကယ်ကြီးညာနိုင်ခဲ့မယ်ဆိုတော့တော်တော်လေးမှအဆင်ပြေသွားမဲ့အနေအထားမျိုးဖြစ်တယ်တို့ရဲ့လပေါတဲ့ရဲ့ကျွန်တော်တိုက်စစ်ပိုင်းပေါ့နော်တိုက်စစ်ပိုင်းမှာဆိုတော့ကျွန်တော်အနေနဲ့ဘာကိုလောက်ရရှိလိုက်တဲ့အတွက်ကြောင့်တော်တော်လေးမှအဆင်ပြေသွားပါပြီဘာကိုလာလဲကျွန်တော်အနေနဲ့ line နေတဲ့အနေထားမျိုးကဘယ်လိုလဲဆိုတော့တို့တွေကဘာဖလာပွဲစဉ်နေတာပေါ့နော်ကဘာဖလာပွဲစဉ်တွေကကျွန်တော်လပေါင်းသိနေနဲ့ဘာကိုလာလိုက်တယ်အဲ့ချိန်မှာကျွန်တော်အနေနဲ့ဒီယိုမန်ဒီဝင်လာတဲ့အခြေအနေမျိုးဖြစ်သွားပြီးတော့ဒီယိုမန်ဒီကိုဆက်ပြီးတော့ဦးစားပေးထပ်ပြီးတော့လိုက်တယ်ဒါပေမဲ့ဒီယိုမန်ဒီနဲ့အဆင်မပြေတဲ့အတွက်ကြောင့်ဘာကိုလာအဲ့ဒီကျွန်တော်ကဘာဖလာပွဲစဉ်တွေကတောက်လျှောက် line နေတဲ့အနေထားမျိုးမှာ2လကျော်လောက်အချိန်ယူလိုက်ကပြီးတော့ဒီချိန်မှာတော့ကျွန်တော်လပေါင်းသိနေတဲ့တရားဝင်ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်အမ်ဘာအေးပေါ့နော်အမ်ဘာအေးကိစ္စတော့လောလောဆယ်မှာတော့ 3A သွားတဲ့အနေထားမျိုးမှာရှိတော့လပေါင်းသိရဲ့ကျွန်တော်တို့ဘယ်လိုပြောမလဲတောင်ပန်တိုက်စစ်အတွက်ကတော့အဓိကဦးစားပေးရကျွန်တော်အနေနဲ့ဘာကိုလာဖြစ်တဲ့အတွက်ကြောင့်ဘာကိုလာကိုကျွန်တော်ဒီချိန်မှာကျွန်တော်မရမက transfer window မပိတ်ခင်အထိကိုကျွန်တော်မရမကခေါ်သွားဖို့သူတို့လည်းဆုံးဖြတ်ထားတဲ့အနေအထားမျိုးမှာရှိတယ်ဒီချိန်မှာကျွန်တော်တကယ်လဲခေါ်နိုင်ခဲ့တဲ့အနေအထားမျိုးဖြစ်တဲ့အတွက်ကြောင့်ဒီဘောက်သိရကျွန်တော်တိုက်စစ်ပိုင်းမှာတော့တော်တော်လေးမှအားရကျဉ်းစရာကောင်းတယ်ပီတာမွန်းလို့အနေနဲ့လည်းကျွန်တော်တောင်ပန်နှစ်ချက်ကိုသားနိုင်တယ်ဘယ်တောင်ပန်ရောညာတောင်ပန်ရောဘာကိုလာလည်းကျွန်တော်ထိုးနည်းလက်ကောင်းပေါ့နော်ဘာကိုလာရဲ့အဓိက position ကတော့ဘယ်ဝင်းပေါ့နော်ဘယ်ဘက်ချက်မှာကိုရီကဘိုးဘက်ချက်မှာဒါမှလည်းသူအနေနဲ့ညာချမ်းမှာလည်းတွားပြီးတော့ကစားတဲ့အနေအထားမျိုးကျွန်တော်တွေ့ရတယ်မနေ့ကကျွန်တော်ချန်ပီယံလိပွဲစဉ်တွေကျွန်တော်စောင့်ကြည့်တဲ့ညီကိုPSGတင်းရဲ့ပွဲစဉ်တွေစောင့်ကြည့်တဲ့ညီကိုတွေသိပါတယ်ဘာဖြစ်လို့ဆိုရင်တော့ညချမ်းမှာကျွန်တော်ဒူရဲ့ဘယ်လိုပြောမလဲနေရာကိုသူ့အနေနဲ့ဘာကိုလာနေတဲ့တောက်လျှောက်ဝင်ရတဲ့အနေထားမှာတစ်ဖက်က Koretski ရှိနေတဲ့အနေထားအတွက်ကြောင့် Koretski ဘက်ကိုတော့ Koretski နေတဲ့ပွဲချိန်ပြီးကစားလို့တစ်ဖက်ကကျွန်တော်ဘာကိုဒူရဲ့ဘက်ကိုဘာကိုလာနေတဲ့တောက်လျှောက်ဖြစ်သွားတဲ့ညချမ်းမှာတောက်လျှောက်အဆင်ပြေတဲ့အနေထားမျိုးတွေ့ရတယ်မမတ်ရကျွန်တော်ဘယ်ပွဲစဉ်လဲကျွန်တော်နော်ဘာစီလိုနာနဲ့တော့မဟုတ်ဘာပွဲစဉ်လည်းမသိတော်တော်လေးမှကောင်းမွန်တယ်ကျွန်တော်ဖြတ်ကျော်မှုတွေပါနေကျွန်တော်ဘာကိုလာနေနဲ့လောက်သွားတဲ့အခြေအနေမျိုးတွေတွေ့ရတဲ့ကြောင့်ဒီပေါင်းတဲ့ခေါ်ယူလိုက်တဲ့အနေအထားမျိုးမှာတော်တော်လေးမှအဆင်ပြေပြီတန်140ဆိုတဲ့အနေအထားတော်တော်လေးမှကျွန်တော်တို့ဈေးမြောက်တယ်ဆိုပေမဲ့လည်းကိုယ်သေးကိုရောက်လာတဲ့ကစားသမားတွေနဲ့တိုက်စစ်ပိုင်းမှာပို့ပြီးတော့အဆင်ပြေသွားမယ်လို့မြင်တယ်ဒီချိန်မှာကျွန်တော်တို့အနေနဲ့တောင်ပန်ကစားသမားတွေဆိုလို့ဆိုရင်တော့ဗီတာမွန်တို့ပြီးလို့ဆိုရင်ကျွန်တော်ကိုရီကပ်ပိုးပြီးရင်တော့ကျွန်တော်ရီယိုရှိမယ် EKTK လက်ဇနာအီဆက်ပြီးတော့ကျွန်တော်ခီဇာပေါ့နော်ခီဇာတော့ကျွန်တော်အီတလီဘက်ကိုတော့လပေါင်းတင်နေတယ်ဒီအပြောင်းရွှေ့အဆင်ပြေသွားတဲ့အတွက်ကြောင့်ခီဇာတော့ရောင်းထုတ်သွားမဲ့အနေအထားမျိုးဖြစ်တယ်လို့ဟာဘီအီလီယောကလည်းကျွန်တော်အနေနဲ့မသေးကြတော့တဲ့အနေအထားမျိုးပါသူနေတဲ့ကျွန်တော် AC Milan ကိုသွားမှလာဒါမှမဟုတ်တခြားဘယ်အသင်းကိုပြောင်းရွှေ့မယ်ဆိုတော့စောင့်ကြည့်သွားမဲ့အနေအထားမျိုးဖြစ်ပြီးတော့လပေါင်းတင်နေတဲ့ဘာကိုလာပြီးသွားတဲ့နောက်မှာတော့
တချို့ကျွန်တော်သတင်းတွေဖော်ပြလာတဲ့အနေအထားမျိုးမှာဆိုတစ်ဖက်က PSG တင်းနေနဲ့ MBA ကိုတော့မှကျွန်တော်ထပ်ပြီးတော့ဈေးလျှော့သွားမဲ့အနေအထားမျိုးရှိတယ်ဆိုပြီးတော့ဒီချိန်မှာဖော်ပြလာတဲ့အနေအထားမျိုးတကယ်လို့လား MBA ကိုဒါလဘောဦးတင်းနေထပ်ပြီးတော့ခေါ်နိုင်ခဲ့မယ်ဆိုရင်တော့တော်တော်လေးမှာကျွန်တော်ရဲ့တိုက်စစ်ကအဆင်ပြေသွားမဲ့အနေအထားမျိုးပါနော်ဒီချိန်မှာပြောလို့ဘာကူလာရဲ့ကျွန်တော်တို့အခြေအနေကိုကျွန်တော်ကြည့်လိုက်အောင်ဘာလို့ခေါ်လာနေလဲကျွန်တော် pressing တွေ dribbling တွေလည်းအရင်ကောင်းတယ်ပြီးလို့ဆိုရင်ကျွန်တော်ဒါလိုက် attacking style မှာလည်းပြင်ပြလေးရဲ့ကျွန်တော်တို့အန်ရရှိနိုင်တဲ့တောင်ပန်ကစားသမားတစ်ယောက်ဖြစ်လာမဲ့အနေအထားမျိုးပါအသက်ကလည်းကျွန်တော်အနေနဲ့20မှာ3နှစ်ရှိသေးတယ်စာချုပ်တက်တက်မှာလည်းကျွန်တော်အနေနဲ့9နှစ် black တစ်နှစ်ထပ်ပါမဲ့အနေအထားမျိုးဆိုရင်တော့ကျွန်တော်အနေနဲ့9နှစ်ပဲထပ်ပေါင်းလိုက်20မှာ8နှစ်အထိကျွန်တော်ရှိသွားမဲ့အနေအထားမျိုးအဲ့အချိန်မှာကျွန်တော်20မှာ9နှစ်ဆိုတော့ဘာကိုလာရဲ့ကျွန်တော်အကောင်းဆုံးချိန်တွေကိုတော့လဘောအသင်းမှာကျွန်တော်ပိုင်ဆိုင်သွားမဲ့အနေထားမျိုးဒီချိန်မှာကျွန်တော်ထပ်ပြီးတော့တွဲမှာတော့ Florian Wirtz တို့ပြီးတော့Dominic Szoboszlai တို့ပြီးတော့ EKTK တို့ဒါမျိုးတွေရှိတဲ့အနေထားမျိုးတွေလဘောအသင်းရဲ့ကျွန်တော်တို့ရေရှည်သုံးသွားမဲ့ဒီလူငယ်စီမံကိန်းရတော့ဒီချိန်မှာတော်တော်လေးမှအရာထင်လာပြီလို့တော့ပြောလို့ရတယ်အထူးသဖြင့်နောက်တန်းမှာဆိုတော့ Jacket တို့ပြီးတော့ကျွန်တော်တို့အနူဝေတို့ကလည်းကျွန်တော်100ဒီငှားနဲ့ပြီးပြန်လာမဲ့အနေထားမျိုးပါဆိုရင်တော့ဒီပေါတဲ့ရကျွန်တော်တို့ရေရှည်စီမံကိန်းရတော့တော်တော်လေးမှအလုပ်ဖြစ်လာပြီလို့တော့မြင်တယ်ဒီတော့ကြောင့်လည်းကျွန်တော်တို့ပါကိုလာကိုတော့တန်း140ပေးပြီးတော့ခေါ်သွားတဲ့အနေထားမျိုးရှိတယ်လို့တော့မြင်တယ်ဘာဖြစ်လို့ဆိုရင်ကျွန်တော်ရေရှည်သွားမဲ့အနေထားမျိုးတော့ကျွန်တော်အကုန်လုံးလိုက်ကြည့်လိုက်ဗျာလိုက်ကြည့်လိုက်ဆိုမီလိုကက်ကလည်းငယ်သေးတယ်တစ်ဘက်ကကျွန်တော် frame ပေါင်းပြီးတော့ဆိုရင်ကျွန်တော်ခုန bloody ပေါ့နော်ပြီးရင်တော့ဘာချင်မတိုက်ကတော့ထားပါပြီးရင်တော့ကျွန်တော် Jacket တို့အန်လူဝီတို့ရှိတယ်ကွက်လန်ပါဆိုလဲကျွန်တော် Szoboszlai ပြီးတော့ဆိုရင်တော့ကျွန်တော် Bramat ဆိုလဲအသက်ကကျွန်တော်24လောက်ပဲရှိနေသေးတဲ့အနေထားမျိုးတွေတိုက်စစ်ပိုင်းမှာဆိုရင်တော့ပြန်ကြည့်မယ်ဆိုတော့ Alexander Isak နဲ့ Cody Gakpo နှစ်ယောက်လောက်ပဲကျွန်တော်အသက်20 6 29 28ဒီလိုမျိုးဝန်းကျင်တွေပဲရှိနေတဲ့အတွက်ကြောင့်ဒီပုံသင်းရဲ့တိုက်စစ်ပိုင်းမှာဆိုရင်တော့တော်တော်လေးမှအဆင်ပြေသွားပြီဒီချိန်မှာကျွန်တော်ပြင်သစ်သားတွေစုလာတဲ့အနေထားမျိုးဖြစ်ပြီး Jacket ပြီးတော့ဆိုရင် EKTK တကယ်လို့ကျွန်တော် Bacola ပြီးတော့ကျွန်တော် Empire ပါထည့်ပြီးတော့ရောက်လာမယ်ဆိုရင်ဒီပုံသင်းရဲ့ကျွန်တော်တိုက်စစ်ပိုင်းတော့တော်တော်လေးမှကြောက်ကမဲ့ကျွန်တော်အတင်းတိုက်စစ်ပိုင်းလို့စုဖွဲ့တော့ပိုင်ဆိုင်သွားတဲ့အနေထားမျိုးပါဒီချိန်မှာကျွန်တော်တို့တဲ့ထပ်ပြီးတော့အားနေချက်ဒီပုံလေးကအားနေချက်ကိုကျွန်တော်ပြောပါဆိုရင်တော့ကွင်းလင်နဲ့နောက်တက်မဲ့ရှိတယ်ဒီချိန်မှာဟိုနီးပြဖြစ်တဲ့ အီလာအိုလာရဲ့ပြောကြားချက်ဆိုလို့ဆိုရင်သူနဲ့ဘယ်လိုပြောထားလဲဆိုတော့ဒီပုံလေးကကျွန်တော်တို့ကွင်းလင်ပိုင်းမှာသူနဲ့ DN တယောက်လိုတာတော့သိပေမဲ့သူရဲ့ကျွန်တော်သွားမဲ့ပုံစံမှာဆိုရင်တော့ဘောင်းတင်းနေတဲ့တသိန်းလုံးအနေနဲ့ကျွန်တော် present ပေးမယ်ဆိုတသိန်းလုံးပေးပြီးတော့တကယ်ကျွန်တော်တစ်ဖက်ကတင်းရဲ့ကျွန်တော်တိုက်စစ်စင်တဲ့အနေထားမျိုးပါဆိုတယောက်ရဲ့ကျွန်တော်တို့အမောက်တယောက်ကနေတော့ဝင်ကူသွားပြီးတော့ဒီလိုမျိုးပြောတော့အတင်းလိုက်စူးစီးပြီးတော့ကစားသွားမဲ့အနေထားမျိုးဖြစ်တဲ့အတွက်ကြောင့်အီလာအိုလာဒီလိုမျိုးပြောထားတဲ့အခြေအနေမျိုးပါဆိုတော့ဒီဘောက်တင်းရဲ့ကျွန်တော်ကွင့်လိုက်ပိုင်းတော့ကျွန်တော်ခေါ်ယူဒီရာဒီမှာတော့ခေါ်ယူသွားမဲ့အနေထားမျိုးမှာမရှိတဲ့အနေထားမျိုးပါဒီတော့တိုက်စစ်ပိုင်းတော့တော်တော်လေးမှအဆင်ပြေတဲ့အခြေအနေမျိုးပါကျွန်တော်တန်တရာဆိုတဲ့အနေထားမျိုးနဲ့အဆုံလေးပါပါတယ်တန်တရာ40ထိလောက်ရောက်နိုင်သွားတဲ့အနေထားမျိုးကကျွန်တော်ဈေးရတော့တော်တော်လေးမှကြီးတဲ့အခြေအနေမျိုးတွေရှိပေမဲ့လည်းဒီပေါင်းတဲ့အနေနဲ့ကျွန်တော်တိုက်စစ်ပိုင်းရဲ့ကျွန်တော်အဓိကလိုအပ်နေတဲ့မိုဟာမက်ဆာလာနေရာကိုတော့အကောင်းဆုံးဖြည့်တင်းသွားနိုင်မလားဆိုတာတော့ကျွန်တော်ဘာကိုလာရဲ့ကျွန်တော်တို့ခြေနေကိုတော့စောင့်ကြည့်သွားမယ်အနေထားမျိုးပါဒီကျွန်တော်24နာရီအတွင်းမှာပဲလဘောအတင်းဘက်ကောတစ်ဖက်က PSG တင်းဘက်ကရောတရားဝင်ကျွန်တော်တို့စာရွက်စာတမ်းကိစ္စတွေလုပ်ပြီးသွားတဲ့အနေထားမျိုးမှာဆိုတော့ဘာကိုလာတော့ကျွန်တော်တို့နေနဲ့တောက်ကြနေဆိုရင်တော့နဲစောလောက်မှနေတာစနေနေ့မှာကျွန်တော်ဆေးစစ်ပြီးတော့လဘောအတင်းရဲ့ကျွန်တော်အစောဆုံးပွဲစဉ်မှာတော့ဘာကိုလောက်ကျွန်တော်လဘောအတင်းရဲ့အင်ဂျီနဲ့ပထမဦးဆုံးမြင်တွေ့ရမလားဆိုတာကျွန်တော်စောင့်ကြည့်ရမယ့်အနေထားမျိုးတွေပါဒီကိုတော့ကျွန်တော်ဘာကိုလောက်တန်140ဆိုတဲ့အနေထားမျိုးတော့ဆိုတော့တန်100ဆိုတော့အဆင်ပြေပါတယ်ကျွန်တော်အနေနဲ့အပိုစုကြီးတွေပါတယ်ပြီးတော့ကျွန်တော်လီဖလားတွေပြီးလို့ဆိုရင်ပြများလေးတို့ချန်ပီယံလိဒါမျိုးဖလားတွေရမှာကျွန်တော်ထပ်ပြီးတော့ပေးရမယ်ဆိုတော့မှအဆင်ပြေတဲ့အနေထားမျိုးတော့မြင်တယ်ကျွန်တော်တော့ဒီကိုတော့အနေတော့ဘယ်လိုမြင်ကြလဲလဘောအတင်းရဲ့ကျွန်တော်လုတ်အပ်နေတဲ့တောင်မန်ကစားသမားတယောက်ဘာကိုလောက်တော့လဘောအတင်းစီကိုတော့တရားဝင်ခေါ်ဆောင်သွားနိုင်ပြီဖြစ်ပါတယ်ညီကိုတို့ဘယ်လိုမြင်ကြလဲဗီဒီယိုဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်နောက်ရောက်ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းတိုင်းကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတော့ဗျာ